မင်္ဂလာပါနားဆင်သူတို့ရေဒီနေ့စာအုပ်နှိပ်ထုတ်စီစဉ်လေးမှာတော့ရေးတက္ကသိုလ်က Professor Zochans ရေးသားထားတဲ့ Influence is your superpower ဩဇာအာဏာဟာသင်ရဲ့ထူးခြားတဲ့စွမ်းအားပါဆိုတဲ့စာအုပ်အကြောင်းကိုပြပြပေးသွားမှာပါဒီစာအုပ်ကကျမတို့ရဲ့နေ့စဉ်ဘဝမှာတခြားလူတွေကိုဘယ်လိုဆွဲဆောင်စည်းရုံးမလဲဘယ်လိုလွှမ်းမိုးမလဲဆိုတာကိုသိပ္ပံနည်းကြရှင်းပြထားတာပါနံပါတ်1သင်ဟာမွေးကလေးကဩဇာအာဏာပါလာပြီးသားပါကျမတို့မွေးကင်းစကလေးဘဝကိုပြန်ကြည့်ပါစကားမပြောတတ်ဘူးကိုအားကိုပြီးမစားမတော့နိုင်သေးဘူးလမ်းမလျှောက်တတ်ဘူးဒါပေမဲ့ကျမတို့အသက်ရှင်ခဲ့တယ်ဘာလို့လဲဆိုတော့တစ်ဖက်လူမိဘတွေကိုကျမတို့လိုချင်တာရအောင်ငိုယိုပြီးပဲဖြစ်ဖြစ်ရည်ပြပြီးပဲဖြစ်ဖြစ်လွှမ်းမိုးနိုင်ခဲ့လို့ပါဒါပေမဲ့ကြီးလာတဲ့အခါမှာတော့အားနာတာယဉ်ကျေးတာတွေကြားထဲမှာဒီစွမ်းအားကိုသုံးချဖို့မလျော့သွားကြပါတယ်တစ်ဖက်လူကိုလွှမ်းမိုးဖို့ကြိုးစားတာကမကောင်းဘူးလို့ထင်လာကြတယ်တကယ်တော့ဩဇာလွှမ်းမိုးမှုဆိုတာလှည့်ပြားတာမဟုတ်ပဲအားလုံးအတွက်ကောင်းကျိုးရှိမဲ့ရလဒ်တွေထွက်လာအောင်လုပ်ဆောင်တာပါနံပါတ်2လူအုံနောက်ရဲ့အလုပ်လုပ်ပုံကျမတို့ရဲ့အုံနောက်မှာစဉ်းစားပုံစနစ်2မျိုးရှိရလို့စာရေးဆရာမကတင်ပြထားပါတယ်မိချောင်းအုံနောက်ဒါကအလိုအလျောက်တုံ့ပြန်တဲ့စနစ်ပါပြင်းနဲ့အားရင်ချွေတာခြင်းနဲ့ရိုးရှင်းတာကိုကြိုက်တယ်ကျမတို့နေ့စဉ်လုပ်နေတဲ့ကော်ဖီဖြော်တာလမ်းလျှောက်တာတွေကဒီစနစ်နဲ့ပဲသွားတာပါတရားသူကြီးအုံနောက်ဒါကတော့အကျိုးအကြောင်းစင်ရင်တုံတရားရှိတဲ့အပိုင်းမှာခက်ခဲတဲ့တေချာတွေတွေ့တာစုံမချက်ကြီးကြီးမားမားချရီမှာသုံးပါတယ်။ဩဇာလွှမ်းမိုးလို့သူတွေသိထားရမှာကတရားကိုစီယုံခြင်းလူတွေဟာများသောအားဖြင့်မိချောင်းအုံနောက်နဲ့ပဲစုံမချက်ချတတ်ကြပါတယ်။ဒါကြောင့်တင်ပြောချင်တဲ့အတန်းကအရန်ခက်ခဲနေရင်တော့တစ်ဖက်လူကလက်ခံမှာမဟုတ်ဘူး။ရိုးရှင်းအောင်လုပ်ပါ။နံပါတ်3တခုခုလိုချင်တောင်းဆိုကြည့်ဖို့မတောက်ပါနဲ့။ဂျာချန်ဆိုတဲ့လူတစ်ယောက်အကြောင်းကိုစာအုပ်ထဲမှာနမူနာပေးထားပါတယ်။သူကညင်းပယ်ခံရမှာတောက်တဲ့စိတ်ကိုကူစားဖို့အတွက်ရပ်ပေါင်း100တီမဖြစ်နိုင်တဲ့တောင်းဆိုမှုတွေကိုလူစိမ်းတွေစီမှာလိုက်ပြီးတောင်းဆိုကြည့်ပါရယ်။ဥပမာဒိုနက်ဆိုင်မှာအိုလံပစ်ကွင်းပုံစံဒိုနက်လောက်ခိုင်းတာမျိုးတွေပါ။ထူးဆန်းတာကသူတောင်းဆိုတဲ့အထက်ကထက်ဝက်ကျော်ဟာအောင်မြင်ခဲ့ပါရယ်။သင်ခန်းစာကတော့မမေးရင်မရနိုင်ဘူးမေးကြည့်ရင်တော့ရဖို့ခွင့်ရရှိတယ်ဆိုတာပါပဲ။သင်လည်းညင်းပယ်ခံရတာကိုကျင်သားရအောင်နေထိုင်ပြီးကိုယ်တိုင်လည်းဟစ်အင်းလို့ညင်းတတ်အောင်လေ့ကျင့်ထားရမှာပါ။နံပါတ်4အချိန်အခါနဲ့စကားလုံးကိုရွေးချယ်ပါစကားပြောတဲ့အခါအချိန်အခါတိုင်မင်ကအရန်ကိုအရေးကြီးပါတယ်မိုးရွာလို့ဒီကလုံးဆိုရှယ်နေတဲ့အချိန်မှာဖိလစ်ပိုင်မှာတော့နေတာနေတဲ့ဆွဲကြော်ညာမျိုးကလူတွေကိုခီးထွက်ခြင်းစိတ်ပိုဖြစ်စေပါတယ်စကားလုံးသုံးလုံးတဲ့အခါမှာလေကျမထင်တာတော့ကျမမသိဘူးနော်ဆိုရဲကိုယ့်ကိုယ်ယုံကြည်မှုရှိတဲ့စကားလုံးတွေကိုမသုံးပါနဲ့အဲ့ဒီအစားဒါကိုဖြစ်မြောက်အောင်ဘာတွေလိုအပ်မလဲဆိုတဲ့မေးခွန်းမျိုးကိုပြောင်းမေးကြည့်ပါဒီမေကွန်းကဘာလို့မရတာလဲဆိုတဲ့အငင်းပွားမှုကိုဘယ်လိုလုပ်ရင်ရမလဲဆိုတဲ့ပူပေါင်းဆောင်ရွက်မှုဘက်ကိုလမ်းကြောင်းပြောင်းပေးပါတယ်။နောက်ထပ်အစွမ်းထက်တဲ့စိတ်ပညာနည်းဗျူဟာတစ်ခုကတော့တစ်ဖက်လူရဲ့မျှော်လင့်ချက်ကိုကြောက်ဆူးချလိုက်တာပါပဲ။ဥပမာသင်ကယင်းနှိမ့်မြုပ်နှံမှုတစ်ခုအတွက်ဒေါ်လာ2000လိုချင်တယ်ဆိုပါစို့။အဲ့ဒီခါမှာ2000ကနေတန်မမေးပဲအရင်ဆုံးဒေါ်လာ3000လောက်ရနိုင်မလားလို့စမေးကြည့်လိုက်ပါ။ဒီနေရာမှာဘာတွေဖြစ်သွားတာလဲ။သင်ကပမာဏပိုများတဲ့ကိန်းဂဏန်းတစ်ခုကိုအရင်ပြောလိုက်တဲ့အတွက်တစ်ဖက်လူရဲ့စိတ်ထဲမှာစံနှုန်းတစ်ခုကိုကြောက်ဆွချတဲ့သူဖြစ်သွားပါတယ်။အဲဒီနောက်မှာညှိနှိုင်းရင်းနဲ့ကောင်းပါပြီ။ဒါဆိုရင်2000ပဲထားပါတော့လို့ရှော့ပြောလိုက်တဲ့အခါမူလကများပြားလာပါတယ်ဆိုတဲ့2000ဟာရုပ်ပြက်ဆိုလိုနဲသွားသလိုမျိုးခံစားရစေပါတယ်။ဒီနီလန်းကသဘောတူညီချက်ရဖို့အခွင့်အရေးပိုများစီအောင်နေမကပဲအပြန်အလှန်လိုက်ပြောမှုကိုလည်းဖြစ်ပေါ်စေပါတယ်။ဘာလို့လဲဆိုတော့သင်ကပမာဏအကြီးကြီးကနေရှော့ပေးလိုက်တာဟာတစ်ဖက်လူရဲ့အမြင်မှာသင်ကအရှော့ပေးလိုက်သလိုလိုက်ရောလိုက်သလိုမြင်သွားစီလို့ပါ။နံပါတ်5အမြင်ကိုပေါင်ခတ်ခြင်း Steve Jobs က John Sculley ကိုကမ္ဘာကျော် Apple ရဲ့ CEO အဖြစ်ဝင်ဖို့ခေါ်တော့ကမင်းသက်လုံးပတ်စီပဲရောင်းနေတော့မှလားဒါမှမဟုတ်ငါနဲ့အတူတူကမ္ဘာကြီးကိုပြောင်းလဲပြမလားလို့မေးခဲ့ပါတယ်ဒါကိုအမြင်ကိုပေါင်ခတ်ခြင်းလို့ခေါ်ပါတယ်ကြီးကျယ်ခမ်းနားတဲ့ပေါင် Pepsi ရောင်းမလားကမ္ဘာကြီးကိုပြောင်းလဲမလားလို့မေးခဲ့တယ်လို့မျိုးပါလွယ်ကူတဲ့ပေါင်ကုန်ကျစရိတ်ကိုစုပေါင်းပြီးအများကြီးလို့မပြပဲစားသောက်စိတ်ကဘလောက်ဖျော်ဖြေကုန်ကျစရိတ်ကဘလောက်လို့အပိုင်းလိုက်ခွဲပြတဲ့အခါဈေးနှုန်းရောင်းနေသွားတယ်လို့ခံစားရစီပါတယ်။စမ်းကြဲတဲ့ပေါင်လူတွေကိုစူးစမ်းကြင်စိတ်ဖြစ်အောင်လုပ်တာဥပမာမာရီခွန်တိုရဲ့စာအုပ်ခေါင်းစဉ်မှာမော်ဆန်တော့ magic ဆိုတဲ့စကားလုံးကိုသုံးထားပြီးစူးစမ်းကြင်စိတ်ဖြစ်အောင်ပြောတာမျိုးပါ။နံပါတ်6ကန့်ကွက်မှုကိုလမ်းကြောင်းလွှဲပါအာခီဒိုနီလန်တယောက်ယောက်ကအသင်ကိုညှင်းဆန်လာရင်ပြန်ပြီးတော့အတင်းမတိုက်ခိုက်ပါနဲ့အာခီရိုကိုခံပညာလိုပဲတစ်ဖက်လူရဲ့အားကိုအသုံးချပြီးလမ်းကြောင်းလွှဲလိုက်ပါအတိအမှတ်ပြုပါဟုတ်ကဲ့
အမဈေးကြီးရလို့ထင်တာကိုကျမနားလဲပါတယ်လို့အရင်ပြောပါဒါကတစ်ပတ်လူရဲ့ခုခံမှုကိုကြာဆင်းသွားစေပါတယ်ခွင့်တောင်းပါဒါပေမဲ့ဒီဈေးနှုန်းမှာပါဝင်တဲ့အကျိုးကျေးဇူးတွေကိုရှင်းပြခွင့်ပြုပါရွေးချယ်ခွင့်ပေးပါဒါကတော့အမရဲ့ဆုံးဖြတ်ချက်ပါပဲမကြရင်လည်းညှင်းပယ်လို့ရပါတယ်လူတွေဟာသူတို့မှာရွေးချယ်ခွင့်အပြည့်အဝရှိရလို့ခံစားရတဲ့အခါပိုပြီးတော့သဘောထားပြော့ပြောင်းလာတတ်ကြပါတယ်အနှစ်ချုပ်အနေနဲ့ဩဇာလွှမ်းမိုးမှုဆိုတာတစ်ဖက်လူကိုအတင်းကျပ်ခိုင်းစေတာမဟုတ်ပါဘူးအားလုံးအတွက်ကောင်းမွန်တဲ့ရည်မှန်းချက်တစ်ခုကိုအတူတူသွားဖို့တစ်ဖက်လူကိုဖိတ်ခေါ်လာတာဖြစ်ပါတယ်သင်ဟာမွေးကလေးကဒီစွမ်းအားပါလာပြီးသားမို့လို့အခုပြောပြတဲ့နီလန်းတွေကိုသုံးပြီးသင်ဘဝနဲ့ပတ်ဝန်းကျင်ကိုပိုကောင်းအောင်ပြောင်းလဲလိုက်ပါဒီနေ့ရဲ့စီစဉ်လေးကတော့ဒီလောက်ပါပဲရှင်ကျမတို့ရဲ့စာအုပ်အနှစ်ချုပ်စီစဉ်ကိုအဆုံးထိနားဆင်မိခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီစာအုပ်လေးကနားဆင်သူတို့အတွက်တစ်ခုခုထူးခြားသွားစေတဲ့အကျိုးရှိရလို့ခံစားရတယ်ဆိုရင်တော့ကျမတို့ channel လေးကို subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်နောက်ထပ်ဗဟုသုတရကြစာအုပ်ကောင်းလေးတွေကိုလည်းဆက်လက်တင်ဆက်ပေးဦးမှာမို့လို့စောင့်မျှော်နားဆင်ပေးကြပါအောင်နော်နောက်ရက်ဒီမှာပြန်ဆုံကြပါမယ်